ရှင်များခုနလူတွေရဲ့မိစ္ဆာစီဝါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်မေးကြပါဗျာမိစ္ဆာစီဝါမှာတပြီးတော့မသားထားတလောက်ကကြတော့၅မျိုးမှာပေါ့လေဒီလောင်ကစားနဲ့ပတ်သက်တဲ့ကိစ္စမပါဘူးလို့မသားထားပါတယ်ဗျာကြော်ရောင်းဝယ်အသားငါရောင်းဝယ်လက်နဲ့အယောင်းဝယ်အစိတ်တော့ဖြစ်စေတဲ့ပစ္စည်းအယောင်းဝယ်မူရစေတဲ့ပစ္စည်းအယောင်းဝယ်လို့မသားထားပါတယ်ဗျာတကယ်လို့လောင်ကစားနဲ့ပတ်သက်ပြီးတော့ဒိုင်ကင်တယ်ခုနလိုမျိုးတစ်ဆက်ဖြန့်ဝေတဲ့လုပ်ငန်းတွေကဒီတပြီးတော့ဒီပေါ့ကဘာမှာဆိုလို့ရှိရင်ဘလို့တပြီးတော့မသားထားတဲ့လောက်ကတော့stock အယောင်းဝယ်လုပ်တယ်လို့မျိုးနဲ့သွားတူရလို့မြင်မိပါတယ်ဗျာ။ဆိုတော့တစ်ဖက်မှာနိုင်တစ်ဖက်မှာရှိုးရဗျာ။ဆိုတော့ဒီလိုမျိုးတပြီးတော့မသားထားတဲ့ဟာကမန်သလားမှားသလားဆုံးဖြတ်ပေးပါဗျာ။ဒီကစားထဲမှာတော့လောင်ကစားမှုပေါ့ဆိုတော့ခုနကဥပဒကဗုဒ္ဓဘာသာဝင်တော့မလွတ်ကောင်းတဲ့ဥစ္စာစီးပွားရေးမလွတ်ကောင်းတဲ့၅ခုရှိတာပေါ့နော်။ခုနကလက်နဲ့ရောင်းဝယ်ခြင်းတို့နော်ကျုံတို့အသားငါမွေးမြူပြီးတော့ရောင်းဝယ်တာတို့အစိတ်တို့နော်အဲ့ဒါမျိုးတွေဒါလူကုန်ကူးတာတို့ပါတယ်ခုနလောင်ကစားတော့ထားရဲမပါဘူးပေါ့အဲ့တော့လောင်ကစားကြတော့ဘယ်လိုခေါ်မလဲဆိုဒီဟာကိုဘယ်လိုလဲလောင်ကစားတော့မျိုးရှိတာပေါ့နော်ဒါတော့နော်မျိုးတော့ရှိတာပေါ့ဆိုတော့သူခိုးတယ်လို့တော့ပြောလို့တော့မရဘူးဟုတ်လားခိုးတယ်လို့တော့မဟုတ်ဘူးဒါခုနတခါပြောတာတော့မှန်တယ်လို့ပြောရမှာပဲနော်တစ်ဖက်ကနိုင်တစ်ဖက်ကချုံဆိုတော့လေသူလည်းသူသဘောတူလို့သူလုပ်တာဟုတ်လားမတရားလုပ်တာမျိုးလည်းမဟုတ်ဘူးလေမတရားအနိုင်ကျင့်တာမျိုးလည်းမဟုတ်ဘူးနှစ်ဦးသဘောတူနေတဲ့ဒါကိုအတီးပြုတ်ထိုးကြတယ်နိုင်တဲ့ဘက်ကယူသွားဆိုတဲ့ဟာမျိုးဆိုတော့ခိုးတယ်လို့လည်းပြောလို့မရဘူးဓမြတိုက်လို့လည်းပြောလို့မရဘူးဆိုတော့ပြောတော့အဲ့လိုတော့ပြောရမှာပဲเนาะနောက်ဝသားထဲမှာတော့ဒုစရိုက်ထဲမှာတော့မပါဘူးတော့ပြောတော့ရမယ်သဘောတော့ရှိပါတယ်ရှင်များဆက်မေးကုန်ပါရှင်များဥပဒကတွေမလုပ်တဲ့စီဝါမိစ္ဆာစီဝါ၅မျိုးထဲမှာဆိုရင်လူကြုံရောင်းဝယ်လို့ပါတာဟုတ်အခုအချိန်မှာဆိုပြီးတော့နိုင်ငံခြားကိုသွားမယ်ဆိုအေဂျင့်တွေပါတယ်ချိတ်ပြီးတော့အေဂျင့်တွေရတယ်အကျိုးမြတ်ကိုယူရပါရှင်များဒီတော့လည်းတခြားနိုင်ငံမှာအလုပ်သွားလုပ်တယ်ဆိုတော့ကျွန်းလိုပဲသွားလုပ်ရတာဆိုတော့ဒီ agent အနေနဲ့ကျွန်းရောင်းဝယ်လုပ်တယ်လို့မထင်ဘူးလားရှင်မဖြစ်ဘူးမဟုတ်ဘူးသူကျွန်းနဲ့အလုပ်သမားဟာမတူဘူးသူကပါဠိစာပေမှာဓာတနဲ့ကမ္မကာရဆိုခွဲတယ်ကျွန်းဆိုတာကရှစ်ဒီခနစ်ကကျွန်းစနစ်ကမရှိတော့ပျောက်သွားပြီလေကျွန်းဆိုတာကသူကတရိစ္ဆာန်တတ်တာပဲသူကအဲ့ကျွန်းကိုရောင်းလိုက်ပြီးဝယ်လိုက်ပြီးဆိုတော့ကျွန်းဆိုတာတရိစ္ဆာန်ဝင်တော့ရောင်းလို့ဝယ်လို့ရတယ်သူတို့ခက်ကလေသူကအဲ့ဒီအိမ်မှာသူကတရိစ္ဆာန်တစ်ကောင်လိုပဲနေရထိုင်ရပြီးတော့လုပ်ပေးရတာပဲလေဘာမှသူ့အနေနဲ့ခံစားခွင့်မရှိဘူးအဲ့လိုမျိုးအလုပ်သမားဆိုတာကိုကနားခွင့်ရှိတယ်ပိတ်ရရှိတယ်ကိုကမလို့ရှင်ပြန်ထွက်လာကြလို့ရတယ်ကျွန်တော်အဲ့လိုမရအောင်သူကသူ့ရဲ့အပိုင်ပဲသူကဒီလူရဲ့အပိုင်ပဲဘဲမှထွက်ပြေးလို့မရအောင်အဲ့လိုမျိုးထွက်ပြေးရင်လည်းသူ့ပြန်ဖမ်းလို့ရတယ်ဒါဘာလို့သူကဂျုံပဲလေသူကတရိစ္ဆာန်လိုပဲသူကအဲ့တော့တခြားလူတယောက်စီကိုသူရောင်းခွင့်ရှိတယ်ဝယ်လို့ရတယ်အလုပ်သမားကျတော့ကိုမလို့ရှင်ကိုထွက်လာလို့ရတယ်ဘာမှမဖြစ်ဘူးနားစာမရတာပဲရှိတာလေအဲ့တော့အလုပ်သမားနဲ့ဂျုံဟာကွာတယ်အလုပ်သမားဆိုတာကပတ်စံယူပြီး